ရှိတော့ကရှင်ဘရင်တစ်ပါးရှိတယ်ပြောချင်ရင်ပြောချလိုက်တာပဲစကားကိုဘယ်တော့မှမစောင့်အဲ့ဒါကိုပရောဟိတ်အမကြီးကမကြိုက်ဘူးပြောချင်တာကိုပြောချင်တိုင်းစွတ်စွတ်ပြောလို့ဒုက္ခရောက်ပုံလည်းများလာပြီဒါပေမဲ့ရှင်ဘရင်ကိုဆုံးမချင်တာအခွင့်အခါကမသိဘူးဒီနေ့တော့အဲ့ဒီရှင်ဘရင်ကမိုးကြီးမတ်ရာတေနာပတိတွေခြံရံပြီးတော့ဥယျာဉ်ထွက်ပြီးတော့အပန်းဖြေတယ်အဲ့ဒါကြောက်ဖြာကြီးပေါ်မှာအပန်းဖြေတာအဲ့ဒီကြောက်ဖြာကြီးကတရက်ပင်ကြီးတပင်ရဲ့အောက်မှာရှိတာတရက်ပင်ကြီးကအင်မတန်အကြီးအာဝါဒနဲ့ပြည့်စုံတဲ့အောက်မှာကြောက်ဖြာကြီးအဲ့ဒီကြောက်ဖြာကြီးပေါ်မှာရှင်ဘရင်ကထိုင်ပြီးတော့အလဘတလာဘစကားပြောအပန်းဖြေနေတော့သွေးတန်ရဲရဲနဲ့အုပ်အောငှက်ကလေးတကောင်အသေးကလေးသွေးတန်ရဲရဲနဲ့အဲ့ဒီတရက်ပင်ပေါ်ကနေကြောက်ဖြာပေါ်ဘရင်ချေရင်ကိုပြုတ်ကျလာတယ်အဲ့ဒီတော့ဘရင်ကကြည့်တယ်ဟာဘာဖြစ်လာလဲမသိဘူးအဲ့ဒီမှာဖယားလောင်းပညာရှိပရောဟိတ်အမတ်ကိုမေးတယ်တဲ့ဒါဘာဖြစ်လို့သိတယ်လဲသွေးတွေလည်းထွက်နေတယ်အောက်ကျမှာထွက်တဲ့သွေးမဟုတ်ဘူးအဲ့ဒီတော့ဖယားလောင်းကမော့ကြည့်တော့အပေါ်မှာကြီးတိုက်ရှိဖယားလောင်းဆိုတော့ပညာရှိတယ်တွေးကြည့်တာပြည့်ကြည့်တာလည်းမှန်တယ်ရှင်မင်းကြီးတဲ့ဒီကောင်ဟာအုပ်အောငှက်သူ့ရဲ့အမေအုပ်အောမတွေဟာကိုယ်ပိုင်အတိုက်နဲ့ဥတဲ့ထုံးစံမရှိဘူးကြီးမတွေရဲ့အတိုက်ထဲကိုဝင်ဥတယ်ကြီးမတွေကသူ့ဥမှတ်လို့ဝတ်ပြီးအကောင်ပေါက်တော့လဲမဲမဲလေးအတူတူဆိုတော့သူ့သားလေးလိုပဲထင်အစားလေးအတူတူရှာကျွေးအဲ့ဒါဒီကောင်ကမပြန်နိုင်သေးခင်မှာအုပ်အောတန်မြည်လိုက်တာမအော်တဲ့နေတဲ့အချိန်မှာအုပ်အောတန်မြည်လိုက်တာအဲ့ဒီတော့ကြီးမကငါသားမဟုတ်ဘူးဆိုတာကိုသိပြီးတော့စိတ်တူပြီးတော့လှုပ်သီးနဲ့အဲ့ဒါထိုးသက်ပြီးတော့အောက်ကိုပြစ်ချလိုက်တယ်အတက်ပြောတာနော်မှန်ပါဗျာအဲ့ဒီမှာဘုရားလောင်းပရောဟိတ်အမကြီးကအခွင့်ရပြီဆိုပြီးတော့မင်းကြီးကိုဆုံးမတယ်အခွင့်အခါအချိန်ကာလကိုမကြည့်ဘဲနဲ့စကားကိုအယံကာရောပြောတဲ့ပုဂ္ဂိုလ်များဟာဒီအိုအိုသေးတယ်လို့တရားတည်းမှန်ပါဗျာနော်ပြောတာတော့စကားတွေကအများကြီးပဲဗျာပရောဟိတ်အမကြီးပြောတာလေအဲ့ဒီထဲမှာကောင်းတာလေးတွေဥစဉ်ကောင်းထဲမှာစွဲနေတယ်ဘာပြောသေးတယ်ဆိုတော့မင်းကြီးတဲ့မစင်စားမစင်ကျင်မဲနဲ့ပြောတဲ့စကားတစ်ခွန်းဟာသွေးထားအတော်ဓာတ်ထက်ကြောက်เสียကောင်းတယ်နော်မစင်စားမစင်ကျင်မဲနဲ့ပြောလိုက်တဲ့စကားတည်သွေးထားအတော်ဓာတ်ထက်ကြောက်เสียကောင်းတယ်မစင်စားမစင်ကျင်မဲနဲ့ပြောတဲ့စကားတစ်ခွန်းဟာလက်တလုံးသေးစီတတ်တဲ့အစိတ်ထက်ကြောက်เสียကောင်းတယ်ဟုတ်လားဒါကြောင့်တဲ့မှန်သောစကားပင်ဖြစ်စေကမူကိုနဲ့သဘောတူတဲ့သူပင်ဖြစ်စေကမူမှန်ပါဗျာအချိန်ကာလရှည်လျားစွာမပြောရတဲ့ဒီလူနဲ့ငါနဲ့ကသိသဘောထားချင်းတိုက်ဆိုင်မှငါစကားဆိုသိကြိုက်တာပဲအဲ့ဒါလိုလူမျိုးရဲ့ရှေ့မှာတော့မှကာလကိုကြည့်ပြီးတော့ပြောရမယ်ပြောကောင်းနေရှုပ်ပြီးတော့ပြောမနေနဲ့တန်ဖိုးတွေနေတတ်တယ်ဟုတ်ရဲ့လားအေးအချိန်အခါကိုမကြည့်ဘဲနဲ့ပြောရင်လည်းပဲအဲ့ဒီအိုအောမိုက်ကလေးလိုပါဖြစ်တတ်တယ်ပေတတ်တယ်ဟုတ်လားအဲဒါကြောင့်ပုဂ္ဂိုလ်ကိုကြည့်ပြောကာလကိုကြည့်ပြောပုဂ္ဂိုလ်တွေကာလတွေကြည့်ပြောပြီးရင်လည်းပဲဘာလို့သေးလဲဆိုတော့ဒေါသတွေမာနတွေနဲ့မပြောနဲ့ဒေါသတွေမာနတွေနဲ့ဟာငါကဒီလူကိုပြောလို့ရတာပဲငါနိုင်တာပဲဆိုပြီးတော့လည်းဖိမပြောနဲ့မှန်ပါအခုချိန်မှာကိုကသူ့ကိုနိုင်ပြီမလို့ဘဝဆိုတာတစ်ချိန်နဲ့သွားနေတာမဟုတ်ဘူးတစ်ချိန်မှာကိုကသူ့ရဲ့အောက်ကိုလည်းရောက်သွားနိုင်တယ်သူကကိုယ့်အထက်ကိုလည်းရောက်သွားနိုင်တယ်မှန်ပါဗျာကိုကိုပြန်ပြီးတော့နှိမ့်ဆက်ခွင့်ကြုံတဲ့အခါမျိုးမှာအဲ့ဒီလူကကိုကိုပြန်ပြီးတော့နှိမ့်ဆက်နိုင်တယ်တချို့နိုင်တယ်ဆိုပြီးတော့ပြစ်စလက်ခတ်ပြောကြားရတဲ့လူကအသေးဓာတ်နဲ့ထိုးခံရတယ်လို့မမေ့ဘူးနားနေတာဘာဖြစ်ကွာပြန်ပြီးတော့တုံ့ပြန်မယ်ဆိုပြီးယူမိုက်တချို့အဲ့လိုပြောတဲ့စကားတစ်ခွန်းကြောင့်တင်ရတာတွေရှိတယ်ရှိပါနော်ဦးဇင်းတို့ရာဇဝင်ထဲမှာစကားအစိတ်သင့်ပုံကလေးနည်းနည်းပြောပြမယ်တချို့လည်းကြားဖို့ကောင်းကြားဖို့ပါလိမ့်မယ်ဗျာဦးဇင်းတို့ပကံရာဇဝင်မှာတရုတ်ပြည်မင်းခွေးချီဆိုပြီးတော့နာမည်ဆိုးနဲ့ကြော်ကြားတဲ့နရတိဟပတိမင်းဆိုတာရှိတယ်နော်မှန်ပါဗျာအဲ့ဒီနရတိဟပတိမင်းကသူ့မှာသား3ယောက်ရှိတယ်နော်ဥဇနာတဲ့တိဟသူတဲ့နော်အဲ့ဒီမှာတိဟသူဆိုတာနဲ့သူနဲ့ကစကားတစ်ခွန်းကြောင့်အများကြီးပြဿနာတက်တယ်နောက်တစ်ယောက်ကကြော်စွာတဲ့အဲ့ဒါငယ်ငယ်တုန်းကဒီမင်းကြီးကဒီသားတွေကိုချစ်လွန်းလို့ဝက်လက်ဆိုတာကဝက်ရဲ့လက်ကိုချက်ထားတာသူကနူးညံ့တယ်အဲ့ဒါကိုသားလေးတွေကိုချစ်လို့ဝက်လက်ကိုချက်ပြီးတော့ငပြောပဲနုနုကလေးအုပ်ပြီးတော့ပေးတာဒါပေမဲ့တိဟသူကိုကြတော့ဘာအကြောင်းကြောင့်လဲမသိဘူးသူ့အမေကိုမုန်းလို့လားတော့မသိဘူးဝက်လက်မပေးဘဲနဲ့ဝက်ချီတော့ပေးတာအဲ့ဒါကိုအမေကရှက်တာရှင်မောက်တယ်မိဖုရားကဒီပြင်သား2ယောက်ကိုတော့ဝက်လက်ပေးပြီးတော့ငါသားလေးကိုကြမှာဝက်ချီပေးတာဒါအချစ်မတူဘူးဆိုပြီးတော့ငါသားလေးကိုသိခါချတာပဲအဲ့ဒါအမေကရှက်လွန်းလို့စပူမိုးကိုလက်ထိုးတယ်
ဘယင်ကြီးမသိအောင်ငါသားကိုလည်းဝက်လက်ပြီးအဲ့ဒါနဲ့စပူမှုကအဲ့လိုပေးတာနောက်တော့ဘယင်ကြီးကသိသွားတော့စပူမှုကိုအပြစ်တင်တယ်မင်းဘာကြောင့်လို့လုပ်လဲမိဖုရားကြီးကပေးခိုင်းလို့အဲ့ဒီမှာမူမတ်ဘိုးဘုံနေရဲ့အလယ်မှာဟဲ့ဝက်လက်ခိုးမလို့မိဖုရားကိုဆိုတယ်တဲ့နိုင်တယ်ဆိုပြီးတော့ဆိုလိုက်တာနော်မင်းသားလေးကိုလည်းဘာအပြစ်မှမရှိဘဲနဲ့တခါတည်းဟဲ့ဝက်လက်ခိုးမသားပြောကောင်းကောင်းရှိတာနဲ့ပြောနေတာနဲ့တူပါတယ်ဒါပေမဲ့ကိုကသာပြောကောင်းတာဟိုကကြားမကောင်းဘူးလေကြားမကောင်းတော့ဒီကလေးကဒါကိုငငယ်လေးတွေကစပိန့်ထားတယ်ဘယ်တော့မှထုတ်မပြည့်ဘူးအမြဲတမ်းမှတ်ထားတယ်နောက်တော့ဘာဖြစ်တော့ဆိုတော့တရုတ်တွေလာပြီးတော့နှောက်ရှက်လို့ဆိုပြီးတော့ဘယင်ကြီးပြေးရတယ်လေပြီးတော့ဘယ်ထိပြေးတော့ဆိုတော့သူ့သားကြီးဥစ္စာနာရှိတဲ့ပသိမ်ထိပြေးတာနောက်အဲ့ဒီမှာတရုတ်တွေရဲ့ရန်ကအေးသွားပြီဆိုပြီးတော့ပကံပြန်မယ်ဆိုပြီးတော့ပသိမ်ကနေပြန်လာတော့လမ်းမှာပြည်မြို့ကိုဝင်တာအဲ့ဒီပြည်မြို့ကိုအပိုင်စားပေးထားတာသူ့ရဲ့သားအလက်ဝက်လက်ခိုးမသားဆိုတဲ့မင်းသားကိုသူကပေးထားတာအဲ့ဒါနဲ့ငါသားစီဝင်မယ်ဆိုပြီးတော့မိဖုရားဖွာစောနဲ့ဝင်ညာကိုရောက်တော့သားကအရန်မင်းစောင့်နေတယ်နန်းတော်ထိတောင်ဝန်မခံမှုလှေပေါ်မှာတခါတည်းဒလွတ်ကင်ထားတဲ့လူ300လောက်ဝိုင်းထားတယ်သားကဝိုင်းထားပြီးတော့ဘာလုပ်လဲဆိုတော့သမင်းပွဲထဲမှာဟင်းတိုင်းသမင်းတိုင်းအကုန်အစိတ်ခတ်ထားတယ်မင်းကြီးတဲ့ဒီထဲမှာအစိတ်တွေအကုန်ခတ်ထားတယ်ဒါကိုစားပါလို့ခိုင်းတယ်သူ့ကိုရဲရဲဆက်ဆက်ပြောခဲ့တဲ့ဗဇက်ကိုရဲရဲဆက်ဆက်ပြန်ကျွေးတဲ့သဘောများလားတော့မသိဘူး မှန် မင်းကြီးမစားဘူးဆိုရင်ဘေးမှာရှိတဲ့အာနာပကွက်သားတွေကတွေးတန်ရဲရဲနဲ့အဆုံးရှိရှင်အဲ့လိုပြောပြီးတော့သားကနန်းတော့သူ့ရဲ့အဆောင်ကိုပြန်သွားအဲ့ဒီမှာမိဖုရားဖွားစောနဲ့တိုင်ပင်တော့မိဖုရားကြီးကမင်းကြီးမလွတ်နိုင်တော့ဘူးအဲ့ဒီတော့ဓာတ်တွေလှန်နေတဲ့သေရတာနဲ့ဆိုင်ရင်လက်တလို့သေတဲ့အစိတ်ကိုစားသေးတာကကောင်းသေးတယ်အဲ့ဒါနဲ့မင်းကြီးခင်ဗျအဲ့ဒီအစာကိုအစိတ်ပါမှန်သိရနဲ့စားပြီးတော့သေရတယ် ညပါလေ ပေးတဲ့ရင်အစိတ်မိပြီးတော့သေရတာပေါ့နော် မှန် ပဂတိအစိတ်လို့ပြောမလားစကားအစိတ်လို့ပြောမလား စကားစိပါ အေးစကားအစိတ်တင့်သွားလားနော်ဒါကြောင့်တခါကြီးဒီမိုင်းများငါကမိဘပဲဆိုပြီးတော့သားသမီးတွေကိုနိုင်လို့မပြောပါနဲ့ခံစားတတ်တယ် မှန်ပါဗျာ သိတတ်တယ်ဟုတ်လားအေးဒါတွေအခြေချက်ပြီးတော့စဉ်းစားနော်အချိန်ကာလတစ်ခုအနေနဲ့ကိုကအထက်ရောက်နေပြီမလို့နောက်တစ်ချိန်မှာကိုကအောက်ဆိုတာလည်းဖြစ်နိုင်သေးတာပဲ မှန်ပါ ဟုတ်လားဒါကြောင့်သူ့ကိုမတနာအောင်တောင်မှကိုတနာပြီးတော့သူများကိုကြမ်းထမ်းတဲ့စကားတွေမပြောပါနဲ့ဒါရုပ်စွာအဆုံးဆိုတာနော်ဟုတ်လားအေးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့စကားဆိုတာဒေါသကြီးနဲ့မပြောလိုက်ပါနဲ့ကြားရတဲ့လူအခါရခက်တဲ့အကုသိုလ်များတယ်ကိုလည်းပဲအော်ပြောမိမှားတယ်လို့တွေးပြီးတော့ကိုရတယ်ဟုတ်ရလား မှန်ပါ ပြီးတော့မာနာကြီးနဲ့လည်းမပြောလိုက်ပါနဲ့မာနာနဲ့ပြောတယ်ဆိုရင်လည်းကြားရတဲ့လူကနင်းနေအောင်မင်းမာနာကိုတနေ့မှငါချိုးပြအောင်မယ် မှန်ပါ အချင်းဒီအလကားအကျိုးမဲ့တတ်တယ်